လူတွေကသူတို့တကယ်ချစ်မြတ်လို့ရတဲ့သူတွေပေါ်မှာပေးဆက်ခြင်းရတယ်ပြီးလေပေးဆက်တတ်ကြပါတယ်ဒါပေမဲ့ဘလောက်ပဲပေးဆက်တတ်တယ်ပြောပေးဆက်ခြင်းနဲ့အတူအတ္တတွေကတော့အနည်းငယ်များပါလာတတ်ကြတာပဲသူမဆိုကိုပေးသလောက်တော့ပြန်လို့ခြင်းတတ်ကြမှာပဲကိုပေးသလောက်မှပြန်မရရင်တော့နောက်ဆုံးမှာဒီလိုဆက်ဆံရေးမျိုးတွေကိုစိတ်ကုန်လာတတ်ကြတယ်အပေးသက်သက်ပဲဖြစ်နေရင်တော့လှုပ်ချလိုက်တတ်ကြတယ်တစုံတစ်ယောက်ပေါ်မှာမေတ္တာပေးနေရင်မေတ္တာပြန်လို့ခြင်းတတ်ကြတယ်နန်းတွေကတော့ကိုယ့်ဘက်ကအရာရာပေးဆက်ခဲ့တာတော့မှချစ်ရတဲ့သူပေါ်မှာဘာမှညှို့နှိမ့်ဆက်မထားခဲ့ဘူးတစ်ဖက်တည်းဆိုတာမျိုးကတစ်ဖက်တည်းကိုပဲတူအောင်တက်နေတာမျိုးမို့အစ်စ်တွေထဲမှာအပူလောင်ရဆုံးအချစ်မျိုးပါနန်းတွေကတော့ပေးဆက်နေရသူ့ဖို့တော့ပေးဆက်နေရခြင်းကသာသူ့အတွက်ပြောစရာဖြစ်နေပုံမှာနန်းတွေပြောခဲ့သလိုပဲချစ်တယ်ဆိုတာကိုအဆက်ကပြောနေတန်မိုးကြတော့မှဆိုလို့လက်တွေ့ပဲတက်တည်ပြပါခဲ့တယ်သူတိတိဖြစ်စေတိတိဖြစ်စေကိုလုပ်ပေးလိုက်လို့ကိုကြောင့်သူမဘဝလေးအေးချမ်းနေတာကိုပီတိဖြစ်နေတာမျိုးလေဒီဇလန်းလေးထဲမှာရယူလို့မှုမပါပဲဖြူစင်တဲ့ချစ်ချင်းတွေမေတ္တာတွေပါဝင်နေတယ်ဖတ်နေရင်လက်ကမချကြလောက်အောင်ဆွဲဆောင်သွားတယ်ဒီစာအုပ်ကိုဖတ်ပြီးတော်တော်ခန်းစားလိုက်ရတယ်